လမ်းလျှောက်ရင်ခေါင်းပေါ်ဆင်းတူကြပြီးနက်မျက်စိရသွားပြီးဘီလီယံနာဖြစ်သွားမှဖောက်ပြန်သွားတဲ့သူရီစာရီဟောင်းကတူးထောက်ပြီးအရှက်မရှိပြန်တွဲဖို့လာတောင်းပန်နေပေမဲ့ပတ်စံနဲ့မျက်နှာကိုပေါက်ပြီးကလည်းစားချေလိုက်တဲ့ကောင်မလေးလမ်းလျှောက်နေရင်ခေါင်းပေါ်ဆင်တူးကြပြီးအရာအလုံးကိုထိုးဖောက်မြင်နိုင်တဲ့အစွမ်းရရှိသွားတဲ့လင်ရှမ်းဝမ်တနေ့မှာတော့သူမလမ်းလျှောက်လာရင်မတော်တဆခေါင်းပေါ်ကိုရုပ်ပွားတော်တဆူပြုတ်ကျလာပြီးသတိလစ်လဲကျသွားခဲ့ပါတယ်ဒီလိုနဲ့လေးရှင်းဝမ်တတိယလာတဲ့အခါမှာတော့သူမရဲ့မျက်လုံးတွေဟာထူးဆန်းစွာရွှေရောင်တွေတောက်ပလာပြီးထူးခြားတဲ့စွမ်းအားတစ်ခုရရှိသွားခဲ့ပါတော့တဲ့အဲ့ဒီအချိန်မှာပဲစုပ်ဝစ်စုံနဲ့ခံရတဲ့အမျိုးသားတစ်ယောက်ကသူမအနားကိုရောက်လာပြီးကူညီပေးဖို့မေးမြန်းခဲ့ပါတယ်ဒါပေမဲ့အံ့ဩစရာကောင်းတာကလေးရှင်းဝမ်ရဲ့ထူးခြားတဲ့မျက်လုံးတွေဟာအဲ့ဒီအမျိုးသားရဲ့ဝစ်စုံတွင်းထဲအထိထိုးဖောက်မြင်နိုင်စွမ်းရှိနေပြီးသူဟာအတွင်းထဲမှာUltramanဝစ်စုံကြီးကိုဝစ်ဆင်ထားတာကိုမြင်လိုက်ရတာကြောင့်သူမဟာအလန့်တကြားနဲ့ရှင်လင်းရောင်ကိုယုံကြည်သလားလို့မေးမိပြီးအမြန်ပဲထွက်ပြေးခဲ့ပါတော့တယ်သူမရဲ့ထူးဆန်းတဲ့မျက်လုံးတွေကြောင့်ဒါဟာစိတ်အာရုံခြောက်ခြားတာလို့တွေးမိပြီးအိမ်ကိုအမြန်ပြန်လာခဲ့ပါတယ်ဒါပေမဲ့အိမ်တကားဝကိုရောက်တဲ့အခါမှာတော့သူမရဲ့မျက်လုံးတွေဟာတကားကိုဖျက်ကျော်ပြီးအထက်ကမြင်ကွင်းကိုမြင်လိုက်ရပြန်ပါတယ်အထဲမှာတော့သူမရဲ့ချစ်သူရောနယ်နဲ့သူမရဲ့တငယ်ချင်းမစုမန်းတို့ဟာအတူရှိနေကြပြီးသူမအပေါ်တစ္ဆာဖောက်နေကြတာကိုတွေ့လိုက်ရပါတယ်လေးရှင်းဝမ်ဟာအခန်းတကားကိုကန်ဖွင့်ပြီးဒေါသတကြီးနဲ့အထဲကိုဝင်သွားခဲ့ပါတယ်။သူမရဲ့ချစ်သူကတော့နည်းနည်းမှနောက်တမရတဲ့အပြင်မင်းကငါအတွက်ပတ်စံရှာပေးတဲ့ကရိယာတက်တက်ပဲလို့ပြောပြီးစုမန်းကလည်းသူမကိုအိမ်ကနေမောင်းထုတ်ခဲ့ပါတယ်။လေးရှင်းဝမ်ဟာဒေါသနဲ့ဝမ်းနည်းမှုတွေကြောင့်သူတို့ကိုရေနဲ့ပတ်ပြီးအိမ်ပေါ်ကနေနှင်ထုတ်လိုက်ပါတော့တယ်။ဒီလိုနဲ့သူမဟာဘဝကိုအရှုံးမပေးဘဲအတိတ်ကပြန်ဆဖို့ဆုံးဖြတ်ခဲ့ပါတယ်။သူမရဲ့မျက်လုံးတွေဟာအရာဝတ္ထုတွေရဲ့အတွင်းပိုင်းအနှစ်သာရကိုမြင်နိုင်စွမ်းရှိမှန်းသိလာတဲ့အတွက်ရှေးဟောင်းပစ္စည်းအယောင်းဝယ်လုပ်တဲ့ဈေးတန်းတစ်ခုကိုရောက်သွားခဲ့ပါတယ်။အဲ့ဒီမှာထူးခြားစွာရွှေရောင်လင်းတန်းတွေထွက်ပေါ်နေတဲ့ခွေးရုပ်တုတစ်ခုကိုမြင်လိုက်ရပြီးအထဲမှာရွှေစစ်တွေရှိနေမှန်းသူမသိလိုက်ရပါတော့တယ်။ဒီလိုနဲ့လေးရှင်းဝမ်ဟာဆိုင်ရှင်ကိုဒီခွေးရုပ်တုရဲ့တန်ဖိုးကိုမေးမြန်းရင်းသူမရဲ့ဘဝတစ်ကိုစတင်ဖို့ပြင်ဆင်လိုက်ပါတော့တယ်။ခွေးရုပ်တုတစ်ခုဟာတကယ်တော့အတွင်းထဲမှာရွှေစစ်တွေဖုံးကွယ်နေသလားဆိုတာကိုအမျိုးသမီးတဦးကအနီးကပ်မျက်တောင်မခတ်ပဲစိတ်ဝင်စားစိုက်ကြည့်နေမိပါတယ်ဒီလိုဆူဆူဆိုင်ကြည့်နေတာကိုမြင်တော့ဆိုင်ရှင်မျိုးသားကချက်ချင်းပဲရှားရုံးမရှိတွေးထိုးစကားဆိုပါတော့တယ်သူကဒီရုပ်တုဟာအင်းတက်တွေနဲ့ပြုတ်လုပ်ထားပြီးအိမ်မှာထားရင်ဘေးဥပက်ကင်းဝေးစေမဲ့ချင်းမင်းဆက် King Dynasty ခေတ်ကအဖိုးတန်ရုပ်တုကြီးဖြစ်ကြောင်းဒါကြောင့်ရွာအန်10,000 အာ MB နဲ့ရောင်းပေးမယ်လို့ဈေးခေါ်လိုက်ပါတယ်ဒါပေမဲ့အမျိုးသမီးကတော့ဒီအတိုင်းအယုံမလွယ်ပါဘူးသူမကရုပ်တုကိုကင်တွယ်စစ်ဆေးပြီးဒါဟာအခုခေတ်ပေါ်လက်မှုထဲတစ်ခုသာဖြစ်ပြီးအပြင်ကဆေးတွေတောင်ကွာကျနေပြီဖြစ်လို့အလွန်ဆုံးပြီးရင်ရွမ်900 RMB ပဲပေးနိုင်မယ်မရရင်မဝယ်ဘူးလို့ပြက်တသားညှင်းဆိုပြီးထွက်သွားဖို့ပြင်ပါတယ်ထို့အချိန်မှာပဲလမ်းလျှောက်လာတဲ့တခြားဇနီးမောင်နှံနှစ်ဦးကသူမကိုမြင်သွားပြီးလောင်ပြောင်တရော်ကိုရောက်လာကြပါတယ်အမျိုးသားဖြစ်သူကမင်းငါနဲ့လမ်းကွဲပြီးကလေးကယူသွားတာလားဒီလိုအမိုက်တွေကိုလာဝယ်နေရအောင်လိုခဲ့ရတယ်လို့အမျိုးသမီးဖြစ်သူကလည်းနှာခေါင်းရှုံပြီးဒီခွေးရုပ်တုအမေကသူမနဲ့ကွက်တီပဲဘယ်သူမှအဖက်မလုပ်တဲ့လမ်းဘေးခွေးတွေလိုပဲလို့ကဲ့ရဲ့ရှုံချပါတယ်ဒါကိုအမျိုးသမီးကမင်းတို့နှစ်ယောက်ကမောင်းမရတဲ့ရင်ကောင်တွေလားလို့ခနဲ့တဲ့ပြန်ပြောတဲ့အခါအမျိုးသားကဒေါသထွက်ပြီးဆိုင်ရှင်ကိုရွမ်း2000ပေးပြီးဒီရုပ်တုကိုသူဝယ်မယ်လို့ဈေးပြန်ပေးပါတယ်ဒါကိုအမျိုးသမီးကလည်းအလျှော့မပေးပဲရွမ်9000လို့ဈေးတိုးခေါ်လိုက်ပါတယ်အမျိုးသားကဆက်ပြီးအနိုင်လိုချင်စိမ့်နဲ့ရွမ်1000အထိဈေးထက်တိုးပေးလိုက်ပြီးမင်းတလမှဘလောက်ရလို့လာပြိုင်နေတာလဲလို့နှိမ်ချစကားဆိုပါတယ်ဘေးကဝိုင်းကြည့်နေတဲ့လူတွေကလည်းခစ်လူငယ်တွေအသားလွတ်မာနပြိုင်ပြီးအမတ်ရုပ်တုကိုပတ်စံအကုန်ခံဝင်နေကြတယ်လို့ဝေဖန်နေကြပါတယ်ဒါပေမဲ့အမျိုးသမီးကတော့အေးစစ်ပါပဲသူမကဝင်းကြွနဲ့ရွမ်1000 20 RMB အထိဈေးကိုမြင့်လိုက်ပါတော့တယ်ဒီလိုဈေးစမတန်ခေါ်လိုက်တာကိုမြင်တော့အမျိုးသားကမင်းယူသွားပြီလားလာမဲ့လားအိမ်လားခတ်အောင်ပေးနိုင်မှာမဟုတ်ပဲတထေးလာလို့မနေနဲ့လို့ပြောပေမဲ့သူမကဂယုမဆိုင်ပဲဖုန်းနဲ့ချက်ချင်းငွေလွှဲပေးလိုက်ပါတယ်ဆိုင်ရှင်ကလည်းငွေဝင်သွားတာကိုမြင်တော့ဝမ်းသာအားရနဲ့ရုပ်တုကိုသူမလက်ထဲအပ်လိုက်ပါတယ်ဒီခါမှာတော့စောကအမျိုးသမီးကလူများရှိမှလက်ညှိုးထိုးပြီးအားလုံးပဲလာကြည့်ကြပါဦးဒီစင်းရဲသူကအမိုက်တစ်ခုကိုရွမ်2000ပေးပြီးဝယ်လိုက်တယ်ဟိရေစရာကြီးလို့ဟားတိုက်လောင်ပြောင်ပြီးအမျိုးသားကလည်းမင်းမနဲ့ဖြန်ပါစားမလဲကြည့်ရသေးတာပေါ့လို့ကဲ့ရဲ့ကြပါတယ်ဘေးကလူတွေကလည်းနှမျောစရာပဲလို့ဝိုင်းပြောနေကြချိန်မှာအမျိုးသမီးကတော့စကားတစ်ခုမှပြန်မပြောဘဲဘေးကဆိုင်ကနေတူကြီးတစ်ချောင်းကိုငှားလိုက်ပါတယ်အမျိုးသမီးကတူကြီးကင်ပြီးရှောက်လာတာကိုမြင်တော့အမျိုးသားကလက်ဖြန့်သွားပြီးမင်းအမိုက်ဝယ်ပြီးလူကိုလာရိုက်မလို့လားဒါဥပဒေရှိတဲ့လူဖွဲ့စည်းတော်လို့တုံရင်နဲ့အော်ဟစ်ပါတော့တယ်အမျိုးသမီးကတော့တင်းငင်စွာနဲ့ပဲတကယ်လူဦးကြောင်ကဘယ်သူလဲဆိုတာပြပေးမယ်မျက်လုံးကိုတိတိကျကျဖွင့်ပြီးကြည့်ထားကြလို့ဆိုတာသူမဝယ်လိုက်တဲ့ခွေးရုပ်တုရဲ့ခေါင်းကိုလူနဲ့အရှင်ဟုန်ပြင်းထူချလိုက်ပါတော့တယ်သူ့ကိုတူနဲ့ထုခွဲလိုက်တဲ့အချိန်မှာပဲအပြင်ကအမဲရောင်လွာတွေကွာကျသွားပြီးအတွင်းကဝင်းပနေတဲ့ရွှေရောင်ရုပ်တုကြီးထွက်ပေါ်လာပါတယ်ဒါကိုမြင်လိုက်ရတဲ့ဘေးကလူတွေကဖျားရည်အဲ့ဒါရွှေတွေပဲလို့အံ့ဩတုန်လို့တရက်အော်ဟစ်ကြပါတော့တယ်မိမိပစ္စည်းကိုဈေးပေါ်နဲ့လက်လွတ်လိုက်ရတဲ့ဆိုင်ရှင်ကတော့ငားရဲ့ရွှေတုံးကြီးဆိုပြီးခေါင်းကိုလက်နဲ့ကုတ်ကနောင်တကြီးစွာနဲ့အော်ဟစ်ငိုကြွေးပါတော့တယ်ဒီအခြေအနေကိုမယုံကြည်နိုင်ပဲစွန့်သွားတဲ့အမျိုးသားကလမ်းဘေးကဆိုင်စုပ်တစ်ခုမှာဒီလိုရွှေစစ်တွေရှိနေနိုင်ပါမလားလို့ရေရွတ်ပြီးအနာကအမျိုးသမီးကလည်းဈေးပြိုင်ပေးခဲ့တာကိုအကြောင်းပြကအဲ့ဒီရွှေတွေကငါတို့ဟာဆိုပြီးအပိုင်စီးဖို့ကြိုးစားပါတယ်ဒါပေမဲ့ရုပ်တုပိုင်ရှင်အမျိုးသမီးကတော့သူမပစ္စည်းကိုလာမထိဖို့နဲ့နောက်တစ်ခါဆိုရင်ခေါင်းကိုပါထုပစ်မယ်လို့ပြက်တတတတိပေးလိုက်ပါတယ်
ထိုအချိန်မှာပဲအနားကိုလုပ်ငန်းရှင်ကြီးတဦးရောက်ရှိလာပြီးရုပ်တုကိုတေးသေးချာချာအကဲခတ်ကဒါဟာရွှေစစ်စစ်ဖြစ်ုံတင်မကပဲမင်းဆက်မင်း Dynasty ခေတ်ကတကယ်ကိုရှားပါလာတဲ့နန်းတွင်သုံးရွှေရုပ်တုကြီးဖြစ်ကြောင်းအတိအမှတ်ပြုပါတယ်သူကယွမ်9 သန်း5 million RMB နဲ့အခုချက်ချင်းငွေသားနဲ့ဝယ်ယူဖို့ကန့်လန့်ခဲ့ပါတယ်ဒါဟာယွမ်2000ကနေအစပေါင်း250တောင်တန်မိုးတက်သွားတာမို့စောစောကလောင်ပြောင်ခဲ့တဲ့သူတွေအားလုံးမြင့်တက်သွားကြပြီးဒါကမူလကငါးပတ်စံဖြစ်တင်တာလို့မနာလို့ဖြစ်ကကြံရစ်ခဲ့ပါတယ်ရုပ်တုပိုင်ရှင်မျိုးသမီးကတော့ယွမ်9 တန်းငွေသားကိုလက်ခံရရှိပြီးတဲ့နောက်မှာမိမိကိုဆင်းရဲသားအမိုက်တယောက်လိုနှိမ်ချဆက်ဆံခဲ့သူတွေကိုသူမရဲ့အောင်မြင်မှုနဲ့အတူတောက်ပစွာကလဲစားချေလိုက်ပါတော့တယ်အစမှာတော့တစ်တအမဲကြီးပွင့်သွားသည့်အခါအထဲတွင်စနစ်တကျစီးထပ်ထားသည့်ရာတန်တရုတ်ငွေအထက်လိုက်ကြီးပေါ်လာသည်အိုးဖျားသခင်ငါတသက်မှာဒီလောက်များတဲ့ငွေသားတွေကိုတခါမှမမြင်ဘူးဂျာကင်သားရေအင်ကြီးဝတ်ထားသည့်အမျိုးသားကမိန်းကလေးတယောက်ရှိတွင်ဒူးထောက်ချလိုက်ရင်စတယ်လားမင်းကကန်ကောင်းတဲ့သူဆိုတာငါသိသားပဲစောစောကငါပြောတာတွေကနောက်နေတာပါငါတို့ပြန်ဆင်ပြေကြရအောင်တော့ဒီပတ်စံတွေကိုငါတို့အတူတူသုံးကြတာပေါ့မင်းယူသွားပြီလားဇိန်းကသူမကိုအချိန်ပြင်းပြင်းနဲ့တွန်းထုတ်လိုက်ရင်ဖယ်ဆန်းမင်းလိုလောဘကြီးတဲ့မိန်းမငါရင်ထဲမှာတကယ်ချစ်တာစတယ်လားတယောက်တည်းပဲရှိတာစတယ်လာကတစ်တာထဲမှာပတ်စံအထက်လိုက်ကိုကောက်ယူပြီးဇိန်း၏မျက်နှာကိုပြစ်ပေါက်ရိုက်လိုက်သည်စတယ်လားပြန်ဆင်ပြေရမယ်ဟုတ်လားမင်းနဲ့မတန်ဘူးဇိန်းတော့စင်ဒါကမင်းအတွက်လမ်းခွဲကြီးပဲဒီပတ်စံတွေကိုယူပြီးမင်းရဲ့ဟန်ဆောင်ကောင်းတဲ့မွေပွေးမလေးနဲ့အတူငါမျက်စိရှိကအဝေးဆုံးကိုလစ်လိုက်တော့နောက်တစ်ခါမင်းတို့ကိုငါမျက်စိရှိမှထပ်မမြင်ချင်တော့ဘူးစတယ်လားလိန်မင်းကတကယ်ကိုအရှက်မရှိတဲ့မိန်းမပဲမင်းမှာပတ်စံရှိတာနဲ့ပဲတောက်ကယူဆိုင်ရမှာလားစတယ်လားကတစ်တာကိုပိတ်စကားဝက်တော့ခတ်ပြီးတင်းငင်းစွာပြန်ပြောလိုက်သည်စတယ်လားစိတ်မကောင်းပါဘူးပတ်စံရှိရင်အားလုံးဖြစ်တယ်စတယ်လားတစ်တာဆွဲပြီးလှည့်ထွက်သွားချိန်တွင်ဇိန်းကကျမ်းပြင်ပေါ်ကပတ်စံများကိုလောနဲ့လိုက်ကောက်နေတော့သည်ထိုအချိန်တွင်ကလန့်ကနောက်ွယ်မှ Rolls Royce ကားမဲကြီးတစ်စီးဆိုက်ရောက်လာပြီးကားမှန်ပွင့်သွားကအဝိစားတက်ရက်တော်တခင်လေးတဦးပေါ်လာသည်တခင်လေးဟိုမျိုးသမီးကတော်တော်လေးတတိရှိပြီးပြတ်သားပုံရတယ်သူမရဲ့နောက်ကျောင်းကိုစုံစမ်းပေးရမလားခင်ဗျာတခင်လေးမလိုပါဘူးငါရဲ့လျှို့ဝှက်ချက်ကိုလည်းရိပ်မိတဲ့အပြင်ဒီရှေးဟောင်းပစ္စည်းတန်းမှာကံကောင်းခြင်းတွေကိုရှာဖွေနိုင်ခဲ့တာပဲဒီမိန်းမကတော်တော်စိတ်ဝင်စားဖို့ကောင်းတဲ့သူမရဲ့နောက်ထပ်လှုပ်ရှားမှုတွေကိုပဲစောင့်ကြည့်လိုက်ပါဒရိုင်ဘာအတွင်းရင်မှုဟုတ်ကဲ့ပါတခင်လေးပြုံးရက်စတယ်လားလိန်ငါတို့မကြခင်ပြန်ဆောင်ကြတာပေါ့အရှက်တကွဲနဲ့မောင်းထုတ်ခံလိုက်ရပြီးတဲ့နောက်အချစ်ဟောင်းနှစ်ယောက်ဟာသူတို့ရဲ့စုပ်ပြတ်နွမ်းပါတဲ့အခန်းလေးစီကိုပြန်ရောက်လာကြပါတော့တယ်မိမလလေးကတော့ဒေါသတကြီးနဲ့သူမကဘာမို့လို့ဒီလောက်ကံကောင်းရတာလဲမတန်တဆပစ္စည်းအစုပ်ပြက်လေးကနေအခုတော့ငါတို့ကိုလူပုံအလဲမှာအရှက်ခွဲသွားပြီလို့မကြေမချမ်းရင်ဖွင့်ကြီးတွားနေခဲ့တဲ့ထိုလူသားကလည်းရေတောက်ရင်မျက်မှောင်ကုတ်ကသူမကတာမန်အလုပ်သမားမလေးပဲအခုတစ်ခေါက်ကံကောင်းသွားရုံနဲ့တော့ဘာမှဖြစ်လာမှာမဟုတ်ပါဘူးလို့မမာနာနဲ့ပြန်ပြောလိုက်ပေမဲ့မိန်းကလေးကဒါပေမဲ့အခုသူမလက်ထဲမှာငွေတန်းပေါင်းများစွာရှိနေပြီလေတို့ထက်အများကြီးအခြေအနေကောင်းသွားပြီလို့စိုးရိမ်တကြီးထောက်ပြပါတော့တယ်အဲ့ဒီအခါမှာတော့မိန်းမလလေးကညံစင်ပြီးစိတ်မပူပါနဲ့ကွယ်ငါပြီးခဲ့တဲ့ရက်ကပဲဘီလီယံကြီးချမ်းသာတဲ့တထေးကြီးတယောက်ရဲ့သမီးနဲ့တီကျွမ်းခဲ့တဲ့အဲ့ဒီမိန်းကလေးကမာနာကြီးပြီးအလိုလိုက်ခံထားရတာမို့မင်းသားသူမကိုချော့မော့ပြီးစီးယုံနိုင်ရင်တို့တွေအရင်ထက်မကပိုပြီးချမ်းသာလာမှာပေါ့လို့လမ်းစာအသစ်တစ်ခုကိုလမ်းညွှန်ပေးလိုက်တဲ့အဲ့ဒီစကားကိုကြားလိုက်ရတဲ့ထိုလူသားဟာမျက်လုံးတွေအယောင်တောက်သွားပြီးဒီလိုအခွင့်အရေးမျိုးရှိတာကိုမင်းကဘာလို့စောစောမပြောတာလဲလို့အားရဝမ်းသာဖြစ်သွားပါတော့တယ်သူဟာအချမ်းသာဆုံးသမီးပြိုကိုလှည့်စားဖို့အတွက်ချက်ချင်းပဲအင်ဂျီကိုကောက်ဆွပြီးအခန်းထဲကနေလောနဲ့ထွက်ခွာသွားခဲ့ပါတဲ့သူထွက်သွားပြီးတဲ့နောက်မှာတော့ကြံရစ်ခဲ့တဲ့မိန်းမလလေးကမျက်နှာပြတ်သွားပြီးကျေးဇူးကမ်းတဲ့လူယုံမှာမင်းတထေးသမီးနောက်လိုက်နေတော့ငါမှလည်းကို့အစီအစဉ်နဲ့ကိုရှိသေးတယ်မင်းတို့နှစ်ယောက်လုံးကိုငါလွယ်တကူအစဉ်ပြေခွင့်ပေးမှာမဟုတ်ဘူးလို့ကလဲစားချေဖို့ကြံစီရင်ဒေါသတကြီးကျိန်ဆဲကြံရစ်ခဲ့ပါတော့တယ်၃ရက်တာအချိန်တွေကုန်လွန်သွားတဲ့အခါထိုပြတ်သားတဲ့မိန်းကလေးဟာကိုမိုကြီးမားတဲ့အောင်မြင်မှုတွေနဲ့သူမကိုနှိမ်ခဲ့တဲ့မာနာကြီးသူတွေကိုခြေဝါးအောက်မှာနင်းချေပစ်ဖို့အတွက်ကြောက်စိမ့်စေးတန်းစီကိုပြန်လည်ရောက်ရှိလာခဲ့ပြန်တယ်သူမရဲ့ထူးခြားဆန်းပြတဲ့မျက်ဝန်းတွေဟာကြောက်တုံးတွေရဲ့အဖိုးတန်မှုကိုကောင်းကောင်းကြီးမြင်နိုင်စွမ်းရှိနေတာမို့လမ်းဘေးကခုံအောက်မှာပစ်ထားတဲ့တာမန်ကြောက်တုံးတစ်တုံးကိုလှမ်းကြည့်လိုက်တဲ့အခါအထဲကနေတောက်ပပြီးဆူရှာတဲ့အစိမ်းရောင်ရတနာအလင်းတန်းတွေကိုတဖန်ပြန်လည်မြင်တွေ့လိုက်ပါတယ်မျက်ဝန်းတွေကနေရွှေရောင်လင်းတန်းတွေထွက်လာတာကိုတွေ့ရမှာဖြစ်ပြီးဒါဟာသူမမှာတာမန်လူတွေမမြင်နိုင်တဲ့ကြောက်တုံးတွေရဲ့အတွင်းပိုင်းကိုဖောက်ထွင်းမြင်နိုင်တဲ့အထူးစွမ်းအားရှိနေတာကိုပြသနေတာပါအဲ့ဒီစွမ်းအားကြောင့်ပဲလမ်းဘေးကစပွဲခုံချောက်အောက်မှာညှက်ထားတဲ့တာမန်ကြောက်တုံးအစုပ်လေးထဲမှာအလွန်တန့်စင်ပြီးတံမိုးကြီးတဲ့ထိတ်တန်းကြောက်စိမ်းရတနာရှိနေမှန်းသူမတဦးလည်းသိရှိသွားခဲ့ပါတယ်သူမကဆိုင်ရှင်ကိုဈေးမေးတဲ့အခါမှာတော့ဆိုင်ရှင်ကြီးကကြောက်တုံးရဲ့တကယ့်တံမိုးကိုမသိတာမို့ဒါကဘာမှသုံးမရတဲ့
အမိုက်ကြောက်တုံးပဲတခြားဟာဝယ်ရင်အလကားလက်ဆောင်ပေးမယ်လို့ပြောရှာပါတယ်။အဲ့ဒီလိုကြောက်တုံးကိုဝယ်ယူဖို့ပြင်ဆင်နေတဲ့အချိန်မှာပဲဇလန်းရဲ့ပြိပခဖြစ်စေမဲ့ရန်သူဟောင်း2ယောက်ရောက်ရှိလာခဲ့ပါတယ်။အဲ့ဒါကတော့ပန်းရောင်ဝစ်စုံနဲ့မာနာကြီးတဲ့တထေးသမီးချန်ရှိအုပ်စုရဲ့သမီးနဲ့မိန်းကလေးရဲ့ရီးစားဟောင်းလိုပဲဖြစ်ပါတယ်။သူတို့ရဲ့ရည်ရွယ်ချက်ကမိန်းကလေးကိုလူပုံအလယ်မှာအဆက်ခွဲဖို့ဖြစ်ပြီးရီးစားဟောင်းကတထေးသမီးအသေးရလို့မန်တက်ကမိန်းကလေးကိုသူမကလမ်းဘေးကအလုတ်သမားမလေးပဲပြီးခဲ့တဲ့တစ်ခေါက်ကံကောင်းလို့ငွေရသွားတာလို့နှိမ်ချတယ်လို့တထေးသမီးကလည်းမိန်းကလေးကိုလမ်းဘေးကအမိုက်ကောက်တဲ့မိန်းမလို့စော်ကားပြီးမင်းကိုနှိပ်စက်ရတာပရွက်စိတ်တကောင်ကိုနင်းချရတယ်လို့ပဲလို့အထီပါရီးစားဟောင်းကချင်းချောက်ပြောဆိုပါတော့တယ်။ဒါပေမဲ့ထူးခြားတဲ့စွမ်းအားရှင်မိန်းကလေးကတော့ဒေါသမထွက်ပဲတီတီငိမ့်ငိမ့်နဲ့သူတို့2ယောက်လုံးကိုလူပြက်တွေလို့ပြန်ပြောလိုက်ပြီးဆိုင်ရှင်ကြီးကိုထိုးကြောက်တုံးအတွက်ငွေ1000ပေးကပြက်ပြက်သားသားဝယ်ယူလိုက်ပါတယ်။ဇလန်းရဲ့အနှစ်သာရကတော့ရန်သူ2ယောက်ကမိန်းကလေးကိုကြောက်တုံးစုပ်ဝယ်နေတဲ့အယူမလို့လောင်ပြောင်နေကြပေမဲ့တကယ်တမ်းမှာတော့မိန်းကလေးဝယ်လိုက်တဲ့ကြောက်တုံးကနောက်ပိုင်းမှာတန်ပေါင်းများစွာတန်ဖိုးရှိတဲ့ကြောက်စိမ့်ဖြစ်လာမှာပါ။ဒါကြောင့်လူတစ်ယောက်ရဲ့အစွမ်းစားနဲ့ပစ္စည်းတစ်ခုရဲ့တန်ဖိုးကိုအပြင်ပန်းတွင်ပြင်းနဲ့ဆုံးဖြတ်လို့မရကြောင်းပြလိုက်ပါတယ်။တထေးသမီးဝယ်ယူလိုက်တဲ့ကြောက်တုံးကြီးကိုဆက်နဲ့ထက်ချမ်းဖြတ်ပြီးရေဆေးချလိုက်တဲ့အခါမှာတော့အတွင်းထဲမှာဘာကြောက်စိမ့်မှမရှိပဲအကြောင်းတွေနဲ့ပြည့်နေတဲ့တာမန်ကြောက်သားတသက်တာဖြစ်နေတာကိုအားလုံးမြင်တွေ့လိုက်ရပါတယ်။ဒါကိုမြင်လိုက်ရတဲ့ဆိုင်ရှင်နဲ့ဘေးကလူတွေဟာအံ့ဩသွားကြပြီးလုံးဝအချီးနှီးဖြစ်သွားပြီးငွေနှစ်တန်းနဲ့အုတ်ခဲပုံကြီးဝယ်လိုက်တာပဲလို့ဝိုင်းဝန်းရဲ့မော်လောင်ပြောင်ကြပါတော့တယ်။တထေးသမီးဟာလည်းငါရဲ့ငွေနှစ်တန်းဆိုပြီးနှမျောတတနဲ့စိတ်ဆိုးဒေါသထွက်ကအော်ဟစ်ငိုယူပါတော့တယ်သူမရဲ့ရီးစားဟောင်းကတော့ဒါဟာကံမကောင်းလို့ဖြစ်ပြီးကြောက်စိမ့်လောကမှာကျွမ်းကျင်သူတွေတောင်မှားတတ်တာပဲလို့ကြံဖန်နှစ်သိမ့်မှုစူးစမ်းပေမဲ့တထေးသမီးကဒေါသတကြီးနဲ့ဖယ်ဆန်းနေကကြောက်တုံးတောင်တေချာမရွေးတတ်ဘူးလို့ပြောကရီးစားဟောင်းကိုတွန်းထုတ်ပစ်လိုက်ပါတယ်။အဲ့ဒီနောက်စွမ်းရှင်မိန်းကလေးကပြုံးပြီးကြည်ရတာနင်တို့ရဲ့အရေးချင်းကဒီလောက်ပဲရှိတာပဲလို့ပြောကသူမရဲ့ကြောက်တုံးကိုဖျက်ပေးဖို့ဆိုင်ရှင်ကိုတောင်းဆိုလိုက်ပါတယ်။ရီးစားဟောင်းကတော့အဆက်ရနေတာကိုဖုံးကွယ်ဖို့အတွက်နင်ကဟန်ဆောင်မနေပါနဲ့နင်ရဲ့အမိုက်ကြောက်တုံးကသာကြောက်စိမ့်ထွက်ရင်ငါဒီနေရာမှာတင်ခေါင်းနဲ့တိုက်ပြီးတေပြမယ်လို့မှန်တင်းပြီးထက်မှန်ကျုံးသွားပါသေးတယ်။ဒါပေမဲ့မိန်းကလေးကတော့ဂယုမဆိုင်ပဲကြောက်တုံးပေါ်မှာစုတ်တန်တဲ့မြင်းကြောင်သားကဒီမြင်းအတိုင်းတေချာလေးဖျက်ပေးပါအတွက်အင်းကကြောက်စိမ့်သားကိုမထိခိုက်ပါစေနဲ့လို့မှားကြားလိုက်ပါတယ်ဆိုင်ရှင်ကဆက်နဲ့ဖြတ်တောက်နေစဉ်အတွင်းဘေးကလူတွေကရလက်ကိုစိတ်လှုပ်ရှားစွာစောင့်ကြည့်နေကြပြီးဖြတ်ပြီးသွားတဲ့အချိန်မှာတော့အားလုံးကပါဇက်အဟောင်းသားနဲ့အလွန်အံ့ဩမင်တက်သွားကြပြီးတထေးသမီးနဲ့ရီးစားဟောင်းတို့လည်းမျက်လုံးပြူကစွန့်သွားကြပါတော့တယ်မိန်းကလေးကတော့အောင်းနိုင်သူအပြုံးနဲ့တည်ငြိမ်စွာရက်ကြည့်နေပါတယ်မိန်းကလေးရဲ့ကြောက်တုံးကိုဖျက်လိုက်တဲ့အခါဆိုင်ရှင်ဖြစ်သူကထားပြူ Imperial Green ထိပ်တန်း Acre ကြောက်စိမ့်ဖြစ်ပြီးဖန်သားလိုကြည်လင်တဲ့အမျိုးအစားမှုနှစ်တရာမှာတခါသာတွေ့ရခဲ့တဲ့ကြောက်စိမ့်ရတနာဖြစ်ကြောင်းအံ့ဩတုန်လှုပ်စွာအော်ဟစ်ပြောဆိုလိုက်ပါတယ်။ဘေးကလူတွေကလည်းဒီလောက်ကြီးမားတဲ့ Acre ကြောက်စိမ့်ဟာအနည်းဆုံးငွေတန်း50ကနေတန်း100ကျော်အထိတန်ဖိုးရှိကြောင်းငွေ1000နဲ့ဝယ်ခဲ့တဲ့ကြောက်တုံးကနေတန်းချီတန်တဲ့ကြောက်စိမ့်ထွက်လာတာဟာတကယ့်ကိုအံ့ဖွယ်တနာကြီးပဲလို့အံ့ဩချီကြတူးကြပါတော့တယ်။ဒါကိုမြင်လိုက်ရတဲ့ရီးစားဟောင်းဟာမယုံနိုင်လောက်အောင်ဖြစ်သွားပြီးတူးထောက်ကြကဒါမှဖြစ်နိုင်ဘူးလေးရှင်းဝမ်ကဘာလို့ဒီလောက်ကံကောင်းရတာလဲဆိုပြီးစိတ်ပြက်လက်ပြက်အော်ဟစ်ငိုကြွေးပါတယ်တထေးသမီးကလည်းဒေါသတကြီးနဲ့မိန်းကလေးစီလျှောက်လာပြီးနင်ငါ့ကိုကစားလိုက်တာလားလို့ရန်ရှာပါတော့တယ်မိန်းကလေးကတော့တည်ငြိမ်စွာနဲ့ကစားတာဟုတ်မဟုတ်အလောင်းစားလုပ်ရင်အရှုံးကိုလက်ခံရမှာပဲနင်ရှုံးသွားပြီးတထေးသမီးလို့ပြောပြီးရီးစားဟောင်းကိုလည်းအလောင်းစားသဘောတူညီချက်အတိုင်းမြေပြင်ကကြောက်တုံးစားအနာတွေကိုစားဖို့ပြောလိုက်ပါတယ်ရီးစားဟောင်းကငါကနင်းရီးစားလေးဒီလိုမလုပ်ပါနဲ့လို့လာရောက်တောင်းပန်ပေမဲ့တထေးသမီးကဒေါသထွက်ကသူ့ကိုဖက်နှက်တောင်းနဲ့ကန်ထုတ်ပြီးနင်ကနိမိတ်မကောင်းတဲ့ကောင်နင်းနဲ့အတူရှိရင်ဘာမှအဆင်မပြေဘူးနင့်ကိုငါပြက်ပြီးလို့ပြောကစွန့်ပစ်ပြီးထွက်သွားပါတော့တယ်ရီးစားဟောင်းကတော့မြေပြင်မှာကြံရစ်ခဲ့ပြီးကြောက်ရီမသွားပါနဲ့လို့အော်ဟစ်ကငိုယိုတောင်းပန်နေရှာပါတယ်မိန်းကလေးကတော့လမ်းခွဲခံလိုက်ရတဲ့ရီးစားဟောင်းကိုနင်ကလမ်းဘေးကခွေးအိုတကောင်လိုပဲဘဝတစ်လျှောက်လုံးရုန်းကန်နေရအောင်ပါလို့တည်ငြိမ်စွာပြောဆိုလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲတထေးကြီးတွေရောက်လာပြီးမိန်းကလေးရဲ့ကြောက်စိမ့်ကိုတန်90 80စသည်ဖြင့်အပြိုင်ဆိုင်ဈေးပေးကြရာမိန်းကလေးကတန်80 RMB 80 million နဲ့ရောင်းချဖို့သဘောတူလိုက်ပါတယ်သူမကငွေတန်80တန်ချက်လက်မှတ်ကိုကြည့်ပြီးတန်80အရင်ရထားတဲ့9တန်းနဲ့ဆိုရင်ငါရဲ့ပထမဆုံးစီးပွားရေးလုပ်ငန်းစတင်မှုရင်းနှီးငွေရပြီးငါရဲ့စီးပွားရေးအင်ပါယာကြီးမကြခင်ထက်မြက်လာတော့မယ်လို့စိတ်ထဲကနေအောင်နိုင်သူတယောက်အနေနဲ့ယုံကြည်ချက်အပြည့်နဲ့ရေးရွတ်နေပါတယ်အဆက်တင်ပေးမှာမို့ subscribe အဆက်လေးတင်မှာမို့လို့စောင့်မျှော်ကြည့်ရှုဖို့ follow လုပ်ထားအောင်